ဒီနေ့ကတော့ရန်ကုန်မြို့ရဲ့မနီမွေးလေးမှာရှိရဲ့ပန်းကျင်တော်မြို့က resort တစ်ခုကိုမိသားစုနဲ့အတူခရီးထွက်ခဲ့ရပဲဖြစ်ပါတယ်။ပန်းကျင်တော်မြို့ကရန်ကုန်မြို့ကနေပြီးတော့2 နာရီလောက်တော့မောင်းရတယ်ပေါ့နော်။ပသိမ်ကိုဖျက်ပြီးသွားတော့နည်းနည်းဝေးတယ်တော့ထင်တာပဲ။ကိုရင်မောင်နှမ3ယောက်ပေါ့နော်အေယာဝတီမြေကြီးကိုဖျက်တယ်ဆိုလို့ရိုက်ခဲ့လိုက်သေးတယ်တော်တော်ကြီးကိုလှတာကြည့်အောင်ကဲခုကတော့လန်ခေါ်ထေးဆိုတဲ့ resort လေးကိုရောက်ပြီပဲဖြစ်ပါတယ်ဒီဟာ fight တွေကထူးထူးဆန်းဆန်းနေတည်တာတော်တဲ့ကိုရောက်သွားတဲ့ fight လေးမျိုးလေးဝင်ကြတဲ့ခန်းစားမိဒီမှာပေါ့နော်အဆောင်တွေကအများကြီးအဲ့ထဲမှာကျန်တို့က forest cottage အဆောင်လေးကိုယူခဲ့လိုက်ပါတယ်ကြည့်အောင်တော်တော်လှတာရှေ့ကန်လေးလည်းပါတယ်အရင်မနှက်ပေမဲ့ပေါ့နော်လူအများကြီးစိန်လို့ရမယ်ဒီဇိုင်းလေးပြီးတော့ဝါးလေးနဲ့လုပ်ထားတဲ့အိမ်ပေါ့နော်တော်တော်လေးကိုမိုက်တာချင်းတော့လည်းကြိုက်တော့ချင်းအောင်တော့ထားပေးထားတယ်ဒါမဲ့အေးတယ်ပေါ့နော်အထဲမှာrun ထိုးလုံးနေပါပြီသူတို့တွေကြည့်ပါဦးတော်မိုက်တာဒါပေမဲ့အဲ့ဝလုံးလှေကတော့အပေါ်တိုင်နေနေတော့နားတယ်ပေါ့နော်အတက်စင်းလုံးလို့ရှိရင်ရေနဲ့ဆိုရင်တော့ရေကိုးပြီးတက်လိုက်စင်းလိုက်ဆိုရင်တော့ချောပြီးပြုတ်ကြတတ်တယ်သူတို့က run ထိုးလုပ်ပြီးတော့သူတို့နေရာချနေပြီသူတို့ဒီနေရာယူမယ်ဆိုပြီးတော့ပြောနေကြပြီအမေဟိုတယောက်ဆိုထိုင်နေရမှတ်တင်ကုန်လေးရတယ်ရှင်အောင်ချစ်စရာလေးပြီးတော့ပတိပေါက်ကနေလှမ်းမြင်ရတဲ့ view လေးရတယ်တော်တော်လှတော့နေချင်းစရာလေးအိမ်ရှိမှလည်းဒီလိုနားဖို့မုတ်တီရှိတီလည်းထားပေးထားရတယ်ပေါ့နော်ဆရာသမားရတော့မကြည့်နားနေကြပြီအင်ကြီးစင်သူနဲ့အခုတော့ရေးစာကိုရေးစမ်းနေရပဲဖြစ်ပါတယ်ရှေ့ကကိုလို့အဆင်ပြေဆိုတော့တရက်လေးဖယ်ခိုင်းပြီးတော့ရေးစာကိုတော့မှာပဲဖြစ်ပါတယ်ရှေ့ရလေးတင်လေးဆိုပေမဲ့အပူရှောင်ဖို့အတွက်အသင့်တော်ဆုံးဖြစ်တဲ့ကန်လေးပေါ့နော်အေးတာကတော့တော်တော်အေးရယ်သူတို့ရဲ့နေရောပြီးတော့ကိုပါဝင်စင်ခဲ့သေးရဲ့ဒါကတော့ကလေးကစားကွန်းလို့ပြောတယ်တယောက်ကို9000ပေးရတယ်တဲ့ဒါပေမဲ့ဘယ်မှမရှိလို့ဝင်ပြီးတော့စောခဲ့လိုက်သေးတယ်ဒါကတော့ car racing လုပ်တဲ့နေရာပေါ့နော်10မိနစ်ကို6000တော့ပေးရတယ်အဲ့ဒါကြောင့်မလို့ကလေး2ယောက်ကိုပဲပေးစီလိုက်ပါတယ်လုံးဝပြိုင်ကားလို့ပဲတော်တော်လေးကိုမြန်ပြီးတော့ဟိုအပြာရောင်ကားလေးကကြတော့နည်းနည်း error တက်နေတယ်ပြောတယ် battery မဝင်လို့ဆိုတာပဲအဲ့တော့သူအကြာကြီးတော့စီးလိုက်ရပါတယ်ပင်လယ်ဓာတ်များခေါ်စီထားတာပေါ့နော်ရုပ်လေးတွေကိုကြည့်အောင်ကြောက်နေကြတာဒါကတော့စပလိုင်းစီရပေါ့နော်စကိုလည်းမရှိရဘူးသူတို့ဆရာကြည့်ပြီးတော့စီးတင်ဝါနဲ့စမ်းစီးခဲ့သေးရဲ့သူများရတခါပဲစီရတာကိုကအချိန်နဲ့လုံးပြီး2 ခါလောက်ဖြစ်သွားတယ်အဲ့တော့ကျိုးဆွဲပြီးတော့ဂိတ်ကိုပြန်သွားပါပြီဒါကတော့ lake view လို့ပြောတယ်အဲ့နာမှလည်းအဆောင်တွေအများကြီးရှိရတော်တော်လှတာဒီမှာကျတော့ကလေးတွေပါစီးလို့ရရပေါ့နော်ဒါပေမဲ့တော်တော်လေးကိုနေပူတော့မစီးခဲ့လိုက်ပါဘူးဒါကတော့အုတ်ထုံငားတဲ့နေရာလို့ပြောတယ်စရောက်တော့ကတော့ပတ်စံမေးပြီးတော့ငားရတယ်ထင်တာပြန်ခါနီးမှာ free man တီရောအုတ်ထုတွေစောင်းပြီးတော့ရှိုးထုတ်ကြပါတယ်
ဒါကတော့ cue လေးချိတ်ထားလှလို့ရိုက်ခဲ့တာပါဒါကတော့ပြန်ခါနေ welcome to 1000နဲ့ဆိုပြီး reception ကိုပူစားခဲ့တာလေးပါဒီနေ့ကတော့ဒီလောက်ပါပဲရှယ်အားလုံးပဲ stay safe ပါ